နိုင်မှာအေးစင်နေရတယ်ပြီးတော့မြို့နယ်အစင်စာစာကုန်းပထမစုနှစ်ခါရတယ်နောက်တော့သမီးကြပန်းစကားပြောမှလည်းပထမစုရတယ် IDRS ကနေပြီးတော့လာလောက်တာပေါ့နော်အဲ့ဟာမှလည်းစုရခဲ့ပါတယ်အဲ့လိုပန်ဝမှုရလို့တော့ပေါ့နော်အရင်အဆင်ပြေတဲ့ထဲရတာမဟုတ်ပါဘူးသမီးကအိမ်ပိုင်းနဲ့လည်းမဟုတ်ပေါ့နော်ဒီတိုင်းလေးပုံမှန်မိသားစုချိန်လေးကနေပြီးတော့လာရတာပေါ့နော်ဖေဖေတယောက်တည်းပေါ့ဖေဖေတယောက်တည်းလှုပ်ရှားနေပဲအဲ့လိုပဲထားပေးတာပေါ့နော်သမီးတို့အရွယ်ဆိုလို့ရှိရင်ဒါတငယ်ချင်းတွေရွယ်သူတငယ်ချင်းတွေရှိတယ်အကြောင်းတွေထွက်ပြီးတော့အလုပ်တွေလုပ်နေကြပြီပေါ့နော်ဒါမဲ့ဖေဖေနဲ့မမီနဲ့ကသမီးတို့ပညာရေးလေးတွေတော်တဲ့အတွက်ကြောင့်မို့လို့ပင်ပန်းခံပြီးတော့ပေါ့နော်သူတို့ပဲအလုပ်လုပ်ပြီးတော့သမီးတို့အကြောင်းထားပြီးမိမပြောချင်တာကတော့ပေါ့နော်အရန်ပေါ့သမီးစိတ်ပူတာပေါ့နော်အဲ့လိုကိုပြန်ပြီးတော့ကျေးဇူးဆက်နိုင်တဲ့အရွယ်မှာမိဘတွေမရှိတော့မှလည်းစိတ်ပူတယ်ပေါ့နော်ကျေးဇူးဆက်ချင်တာကတော့သမီးကအခုပေါ့နော်ဝါသနာပါတာတချင်းဆိုတာလေးလည်းရှိအဲ့ဒါလေးလည်းသမီးတစ်ဖက်တစ်လမ်းကနေပြီးတော့စူးစမ်းနေပါတယ်အခုလည်းတေးဆရာတယောက်ကပေါ့နော်တချင်းလေးတစ်ပုဒ်ရေးပေးထားပါတယ်ဦးလေးကြီးတော်တော်ဆိုဒါအဲ့ဒါလည်းကိုအစင်ပြေတဲ့အချိန်မှာထုတ်မှာပေါ့နော်တီးလုံးတော့လုပ်ပြီးသွားပါပြီအဲ့ဒါလေးလည်းလုပ်ဖို့ရှိပါတယ်သမီးကဝါသနာကတော့အမှုပညာနဲ့ပတ်သက်ရင်ဝါသနာပါပါတယ်အဲ့လိုအစိုးကအကုန်လုံးပေါ့နော်သမီးတို့ဖေဖေကပြန်လုပ်တယ်။ဒါပေမဲ့အရင်ကိုရက်နှစ်ကစပြီးတော့မမေကအလုပ်စင်းရမမေကအသက်ကြီးပြီဆိုတော့စက်ရုံလုပ်တော့မရဘူး။ဒီလိုပဲပွဲရုံမှာပေါ့နော်တစ်လောက်2သိန်းခွဲပဲရအလုပ်နဲ့ပေါ့နော်။အဲ့ဒါမမေကဝင်လုပ်ပေးတယ်။ဖေဖေတယောက်လည်းလှုပ်စားနေတော့မရဘူး။ဖေကမိုးရင်းကြလို့ရှင်ကြတော့မိုးရင်းကြရင်အဲ့လိုပြန်လုံးရဆိုတော့မိုးရင်းဘက်မှာနားရတယ်ပေါ့နော်။အဲ့တော့ဖေဖေတယောက်လည်းလှုပ်စားနေမရတဲ့အကြောင်းမလို့မမေကအတန်းနေလည်းကြီးလာတယ်ကျူရှင်လာကလည်းကြီးရတဲ့အတွက်ကြောင့်မလို့အဲ့လိုမျိုးမမေပါအလုပ်ထပ်လုပ်ပေးရဒါပေမဲ့ကျူရှင်လာကကြီးတယ်လို့ပြောအောင်လေသမီးကကျောင်းကျူရှင်တက်တဲ့ခါကျတော့ဆီယာမတွေကပေါ့နော်သမီးကို6ရက်နှစ်မှာရဲကျေးဇူးကြီးမှာပါ6ရက်နှစ်မှာသမီးကိုကျူရှင်လာကမယူတင်ပေးတယ်မထင်ကောင်း10ရက်မှာဆိုလို့ရှိရင်သမီးကိုတော့ပဲပေးပြီးအဲ့လိုမျိုးတင်ပေးတယ်ပညာရေးတော့တဲ့အတွက်ကြောင့်မလို့ကျူရှင်ထွက်မယ်လို့ပြောတဲ့ခါမှာဆီယာမတွေကမထွက်ခိုင်းဘူးပေါ့နော်တင်ပေးညင်ဘူးတဲ့ဖေဖေအဲ့လိုမျိုးပေါ့နော်ပြန်လောက်တဲ့ခါကျတော့လက်တွေပေါ့နော်လက်တွေတန်လက်ကင်နေတာပေါ့အဲ့ခါကျတော့လက်တွေပေါက်တယ်ပေါ့နော်ခြေပွားတွေဆိုလို့ရှိရင်လည်းမဆလာပေါက်တယ်ခြေပွားတွေကမဆလာပေါက်တယ်အဲ့ခြေဖနှောက်နေလဲကွဲတယ်ပေါ့နော်အဲ့စောင်းရသည်ဆိုလို့ရှိရင်လည်းပိုးဆိုးတယ်ချက်လက်တွေကလေအဲ့လိုမျိုးပြီးတော့ဖေဖေပခုံးမှာဆိုလို့ရှိရင်အဲ့လိုအနာတွေပါဖြစ်အခါလေးကြာလို့ရှိရင်အဲ့အလုတ်ထဲမှာပေါ့တန်နေပါရင်လည်းညိတာမျိုးရှိတယ်ပေါ့နော်အနာတွေပါဖြစ်မြင်ဘူးကသမီးအခုပေါ့နော်သမီးလုံးနဲ့အနုပညာလုံးလေးအောင်မြင်သွားတဲ့အခါမျိုးတွေမှာပဲဖြစ်ဖြစ်တစ်ဖက်တစ်လမ်းနေပြီးတော့ပေါ့နော်အောင်မြင်ခဲ့မယ်ဆိုလို့ရှိရင်သမီးမိဘတွေကိုသမီးပြည့်စုံအောင်ထားနိုင်စူးစမ်းမှာပေါ့နော်ပြကြလို့ရှိရင်သမီးကပိန်နဲ့မင်းနဲ့ဖျားတရားပဲလုပ်ခိုင်းမယ်ပိန်နဲ့မင်းဖျားတရားပဲလုပ်သမီးကအလုပ်စူးစမ်းမယ်အဲ့လိုမျိုးပေါ့နော်သမီးတကယ်လို့အနုပညာလုပ်ဖက်မှာမအောင်မြင်ခဲ့ဘူးဆိုလို့ရှိရင်လည်းသမီးပညာရေးပိုင်းနဲ့ပတ်သက်ပြီးတော့ပေါ့နော်ဆရာဝန်ပြအောင်စူးစမ်းပြီးဖိနေမိနဲ့ကိုပြေဆုံးအောင်ထားပြီးတော့အိမ်မှာပေါ့နော်ခန်းရကျင်းမဲ့လို့သမီးတို့စင်လေးထားတာဖះအကြောင်းဆောင်ရဲ့အောက်မှာစင်လေးရှိရပေါ့နော်အဲ့ဒီစင်ပေါ်မှာစု14စုရှိသမီးစု14စုရှိအဲ့14စုကအေးကိုဖေဖေဧည့်တယ်ပဲဖြစ်ဖြစ်မိမိဧည့်တယ်ပဲဖြစ်ဖြစ်အပြင်ကတခြားဧည့်တယ်ပဲဖြစ်လာတဲ့ခါမှာပေါ့နော်ကျန်တဲ့ဟာကိုခုံပြီးပါမယ်အဲ့ဒီစုလေးတွေမြင်တဲ့ခါမှာပေါ့နော်ဖိနေမိနဲ့ဒါသမီးလေးတွေကတော်လိုက်တာဆိုပြောတဲ့ချိန်မှာဝမ်းတာရယ်ပေါ့နော်အဲ့လိုမျိုးပြီးတော့သူတို့အခန်းထဲဝင်လာပြီဆိုလို့ရှိရင်အခန်းရဲ့အနောက်မှာပေါ့နော်ဖုံဖုံဖျားစီကနေပြီးတော့ပေးထားတဲ့ B9 တွေရှိတယ်သမီးတို့အောင်မြင်တို့ခုမှ B9 ထုတ်ပြီးသမီးရဲ့ပုံလေးတွေကိုလေအဲ့ဒါလေးတွေကိုကတ်ထားရတယ်ပေါ့နော်နောက်မှာကွန်ပျူတာပေါ့ကျန်တဲ့ပြင်ရလာလို့ရှိရင်ဖေးနဲ့မင်းနဲ့ရမ်းပေါ့နော်အဲ့လိုသူတို့ပြောလိုက်တဲ့အချိန်မှာဖေးနဲ့မင်းနဲ့ဟုတ်တယ်ကျွန်တော်တို့ကပေါ့နော်ကံကောင်းတယ်ပေါ့ဒါသမီးကြီးရထားတာအဲ့လိုမျိုးပြုံးပြီးတော့ပြန်ပြောနေတဲ့အချိန်မှာရင်ထဲမှာအတိုင်းမသိဝမ်းသာတယ်ညဘက်တွေဆိုလို့ရှိရင်သမီးပေါ့နော်ဖျားရှိခိုးတဲ့အချိန်မှာအများကြီးတော့မရွဖြစ်ဘူးသမီးပဋ္ဌာန်းနဲ့မဟာသမီးတို့ပဲရွတ်တယ်အဲ့ဒါလည်း2နာရီလောက်ကြာပါတော့အဲ့ဒါလေးတော့အတိတ်ထန်ပြီးတော့သမီးရွတ်ဖြစ်ပါတယ်ပြီးသွားရင်သမီးအိတ်အဝင်တဲ့ခါမှာဖိနေမိနဲ့ရှိခိုးပြီးတော့အိတ်ပါတယ်စာရတဲ့အခါကျတော့အဲ့လိုသူတို့ထက်တာတဲ့ခါကျတော့ပေါ့နော်ချမ်းသာတဲ့မိသားစုတွေကပြောတာမျိုးရှိရပေါ့နော်အဆောင်မှာနေပြီးတော့ဗာရှင်းကျင်တာလဲအဲ့လိုမျိုးပြောတာမျိုးရှိခဲ့ဘူးတယ်ပေါ့နော်အဲ့ဒါကိုလည်းမခံချင်စိတ်နဲ့စူးစမ်းနေပါ
စိတ်တော့မနာဘူးတမိတို့တွန်းအားတစ်ခုဖြစ်တယ်လို့ထင်ပါတယ်အဲ့လိုမျိုးတော့မရှိဘူးစိတ်မကောင်းဖြစ်တဲ့အတွက်ကြောင့်ပို့ပြီးတော့စူးစမ်းမယ်ဆိုတဲ့စိတ်မျိုးတော့ရှိဘယ်လိုပြောရမလဲတငယ်ချင်းတွေပေါ့နော်ပေးတဲ့အခါမှာသမီးတခြားလူတွေကိုတောင်းပြသမီးကိုကြရင်မတိကျအောင်လေးဆောင်ပြီးတော့ပေးရပါတော့ဆီယမတို့လည်းအရန်ချစ်ပါတယ်ကျေးဇူးလည်းတင်ပါတယ်ကိုတန်းနှစ်မှာတင်ခဲ့တဲ့ဆီယမ6ယောက်ရှိပါတယ်ကိုတန်းနှစ်မှာဆီယမတော်မချိုဆီယမတော်တနာခင်ဆီယဦးတောင်းဝင်ဆီယမတော်လှတန်းနုဆီယမတော်အေးမော်ဆီယမတော်တနာခင်တို့10တန်းနှစ်မှာတင်ပြဆီယမလည်းရှိပါတယ်ဆီယမတော်နှင်းဝီဆီယမတော်ကီဝင်းဆီယမတော်ခင်မြတ်မော်သူတို့တင်ပြပါဆီယမတွေလည်းကျေးဇူးတင်ပါတယ်သမီးစဉ်းစားတာတော့တကယ်လို့အော်ဒီထွက်ခဲ့မယ်ဆိုလို့ရှိရင်နိုင်ငံတော်ထောက်ပံ့တယ်လို့ကြားတယ်ပေါ့နော်အဲ့ဒါသမီးစကောလာရှင်းတယ်လေနိုင်ငံခြားမှာပေါ့နော်စေပညာတင်ကြားချင်ပါတယ်အဖေကိုလည်းအများကြီးကျေးဇူးတင်ပါတယ်အများကြီးလည်းအဖေကိုလည်းချစ်ပါတယ်ဒီလိုမျိုးမရှိရကြားရနေပြီးတော့ဖေကြီးလှုပ်ကြိုးစားတယ်မေကြီးလည်းလှုပ်ကြိုးစားပြီးတော့ထားပေးတဲ့အတွက်ကြောင့်မို့လို့ဒီပညာရေးကိုဆုံးခန်းတိုင်အောင်တင်မှမယ်ညီမလေးကတနိုင်ငံလုံးစရုပ်ထားရအခုဒီပြိုင်ပွဲမှာတချို့ကလည်းအဲ့လိုဆီယမလေးလို့ခေါ်တယ်လေရှိတချို့ကြလည်းသမီးလေးအဲ့လိုဒီလိုပါပဲဘဝဆိုတာပေါ့နော်အခုလက်ရှိခံစားနေရတာလဲကိုယ့်ရဲ့ပေါ့နော်အတိတ်ဘဝကုသိုလ်ကံတွေလဲပါတာလဲစိုက်ပါတယ်အားကြောင့်မို့ဒီဘဝမှာကိုယ့်ရဲ့ကုသိုလ်ကံကိုလဲမြင့်တင်ပါပြီးကြိုးစားပါအတိတ်ဘဝဝိကျွေးတွေလဲကြည်အောင်ဆက်ပါအတိတ်ဘဝကံတွေလဲကုန်အောင်လုပ်ပါပေါ့နော်ဒီဘဝမှာလဲကံအတိတ်တွေထပ်ပြီးပြုလုပ်ပါကံကောင်းအောင်ကံမြင့်ပါအရာအလုံးကပေါ့နော်ဘဝဆိုတာတော့ဒီလိုပါပဲခက်ခဲကြပါတယ်ဒါပေမဲ့ကိုယ့်ရဲ့ကြိုးစားမှုနဲ့ကိုယ့်ရဲ့လုံလဝရိယကိုယ့်ရဲ့နော်ကြိုးစားအားထုတ်မှုတွေကဒါအဓိကပါ